နောက်ထပ်တစ်လုံးစရာစရာအရင်ဗီဒီယိုတော့ကစရာတော့ဆိုလို့ရှိရင်ဒီမှာမြောင်ပြန်ပြမယ်ဆိုရင်ရမယ်နော်စရာဒီကိုအတန်ထွက်ရမယ်ဆိုရင်သွားကိုနည်းနည်းလေးကတ်ရမယ်နော်ပြီးရင်လေချောင်းတန်ထွက်ရမယ်သွားကိုစီပြီးတော့လေတန်ထွက်ပြရမယ်ဟုတ်ပြီနော်အဲ့ဒါလေးစလာဒီတစ်လုံးဒီစလာဒီကိုဘယ်လိုအတန်ထွက်ရလဲဆိုရင်ပါဇက်ကိုနည်းနည်းဟာရမယ်နော်အရင်ဒီတစ်လုံးကျတော့သွားကိုစီပြီးတော့အတန်ထွက်လေတန်ထွက်ရမယ်ဒီစရာကိုပါဇက်ကိုဟာပြီးတော့လေတန်ထွက်ပြရမယ်ရမယ်နော်တူလားမတူဘူးနော်ရမယ်နော်ဒါဒီစလာဒီဒါပုံမှန်ယူလို့မရအောင်နော်သူရဲ့အတန်ကစရာစရာအတန်ထွက်ရလေတန်ထွက်ရတာနည်းနည်းတော့ခက်တယ်ပေါ့နော်ဒါပေမဲ့အမျိုးခဏဆိုပြီးတော့နောက်ဆိုလို့ရှိတော့တက်လာမှာပါနော်စရာရမယ်နော်ဒီတလောကသွားဖို့စီမယ်လေတန်ထွက်မယ်မှတ်ထားရမှာကသွားဖို့စီမယ်လေတန်ထွက်မယ်ဒီတလောကြတော့โอเคนะคะโอเคဆိုတော့အန်ဒီနေရာမှာတတိထားမိကြလားအတန်တူတရနဲ့အတန်ရှည်တရနဲ့ဘာတွေ꿰လဲဆိုရင်အန်ပြောပြမယ်အတန်တူတရမှာဆိုလို့ရှိရင်ဒီမှာဒီတကိတလေးတွေတော်တော်များများပါတယ်ကြားမယ်နော်ဒီစရာအပုံစံလိုမျိုးတကိတပါရင်အတန်တူတရဆိုတာကိုသိရမယ်အတန်ရှည်တရကိုကြည့်လိုက်ပါလားမပါဘူးမပါတော့အတန်ရှည်တရဒီလိုမျိုးတကိတပါလာမယ်ဆိုရင်သိရမယ်အတန်တိုတရဒါဒီတရခွဲနီးလေးပေါ့နော်ဟုတ်ပြီနော်ဒီဓာတ်တွေမှတ်ထားရင်တော့တရကိုမရတာနည်းနည်းလေးလွယ်မယ်ပေါ့နော်ဒါပေမဲ့ကိုကဘာမှလုံးမရမလဲမသိဘူးဆိုရင်တော့အမျိုးတရကိုပြန်ခွဲထုတ်ရတာနည်းနည်းတော့ခက်မယ်နောက်ထပ်လေးလုံးအရန်ခက်တာကအဲ့ဒီလေတန်ထွဲရတာစလားတော့ကိုစီပြီးတော့လေတန်ထွက်တာကဒီတစ်လုံးကြတော့ပါဇက်ကိုဟာမယ်လေတန်ထွက်မယ်ဆိုပြီးတော့အဲ့လိုမျိုးထွက်ရတာပဲဖြစ်ပါတယ်ကဲအရင်နောက်ထပ်တစ်ခါပြန်ပြီးတော့တိုင်ပေးမယ်ပေါ့နော်အနောက်နေပြီးတော့လိုက်ဆိုပေးကြပါစရာအိုစရာအောစရာတကယ်လို့ว่าสระมาแทชင်ဘူးโอရမယ်နော်ကဲအားလုံးပဲစီပြေကြပါစေပေါ့နော်ဒီတစ်လုံးကိုအင်္ဂါထပ်မယ်နော်တစ်လုံးကိုစာကြောင်းနှစ်ကြောင်းထပ်မယ်တကယ်လို့ဒီ10လုံးတော့ကိုကမလိုက်နိုင်ဘူးဆိုလို့ရှိရင်အမျိုးလေးလုံးတစ်ဖက်ပေါ့နော်ကိုနိုင်တလားကိုရဲ့နားချိန်ကတနားဖြစ်မယ်နိုင်ရွက်ဖြစ်မယ်ပေါ့နော်အဲ့ဒါကြောင့်မို့အင်အားပုံသေးမယူထားပေါ့နော်အရေးကြီးတာကဒါကျောင်းသားကျောင်းသူဘက်ကဘယ်လိုမျိုးအစီပြေလဲပေါ့နော်အရန်ဘက်ကတော့အင်္ဂါစစ်ပေးတာကတော့အရန်လွယ်ကူတယ်ကိုအားတလားပေါ့နော်ကိုနိုင်တလားပဲလောက်ပါပြီးလို့ရှိရင်အရန်ကိုအင်္ဂါထပ်ပေးတယ်ဒါပေမဲ့နေ့တိုင်းတော့လုပ်ပြရမယ်เนาะဘာဖြစ်လို့လဲဆိုရင်
တရက်ကို100ရာခိုင်နှုန်းကိုတိုးတက်အောင်လုပ်ကြမယ်နော်ကဲဆိုတော့အားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ရှင် bye bye